Okay Labyrinth of Logic ကနေပြန်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့ကျွန်တော် chapter 3ရဲ့တတိယပိုင်းကိုရောက်ပါပြီတတိယပိုင်းရဲ့ခေါင်းစဉ်က implicit main idea ပေါ့နော်ကျွန်တော် main idea လို့ပြောလိုက်ရင် explicit main idea နဲ့ implicit main idea ဆိုပြီးနှစ်မျိုးရှိတယ်ပေါ့နော်အဲ့ဒီထဲမှာကျွန်တော်က explicit main idea ဆိုတာဘာလဲဆိုတာ series ရဲ့ပထမဆုံး video မှာပြောခဲ့ပြီးပြီပေါ့နော်အခု implicit main idea အကြောင်းကိုပြောပါမယ်ဥပမာဒီစာကြောင်းလေးကိုဖတ်ပေးပါ Mia packed sunscreen, a towel, sunglasses, and a swimsuit. She checked the weather focus before leaving home. Mia ကဒါတွေထည့်သွားတယ် weather focus ကိုလည်းအိမ်ကမထွက်ခင်မှာကြည့်ခဲ့သေးတယ်ဒါဆိုရင်မျိုးလုံးနဲ့မြင်ကြည့်ပေါ့နော်သူယူသွားတဲ့ items တွေက sunscreen ယူသွားတယ် towel တွေ sunglasses တွေယူသွားတယ်ဒါဆိုရင်မိကုန်းတစ်ခုတက်လာတယ်မီယာပဲသွားတာဖြစ်နိုင်မလဲဒီမိကုန်းကိုခံမှန်းပြီးတော့ဖြေပေးလို့ရတယ်ပေါ့နော်သူယူသွားတဲ့ items တွေကိုမူတည်ပြီးတော့မှသူကပဲသွားတာလဲဥပမာ the beach ကမ်းခြေတစ်ခုကိုသွားတာတကယ်လည်းအဲ့မီယာ the beach ကိုသွားပါတယ်ဆိုပြီးတော့စာပိုက်ကပြောမထားဘူးပေါ့နော်ဓာတ်ရိုက်ပြောမထားဘူးဒါပေမဲ့ the beach ကိုသွားတယ်ဆိုပြီးတော့မှငါတို့ယူဆလို့ရတယ် details တွေကိုပေးထားပြီးတော့မှ main idea ပျောက်နေရပါတော့သူမကမ်းခြေကိုသွားတယ်အဲ့ဒါမျိုးကိုကျွန်တော်က implicit main idea လို့ခေါ်ပါတယ်ဒီလို implicit main idea ရှိတဲ့စာပိုက်တွေမှာဆိုလို့ရှိရင်သူက details တွေကိုပဲပေးထားတယ်ဒါပေမဲ့ main idea ကြီးကိုပုံမှန်လင်းလင်းဒါ main idea ပဲဆိုပြီးချပြမထားဘူးများသောအားဖြင့် literary compositions တွေမှာတွေ့ရများပါတယ် explicit main idea ဆိုတာကျတော့ the other directly states the main idea author ကဒါကအဓိကပြောတာပဲဆိုပြီးတော့ထင်ထင်ရှားရှားပေါ်ပြထားတယ်ပေါ့နော် regular exercise improves physical and mental health it strengthens the heart improves mood and reduces stress ဒီမှာဆိုလို့ရှိရင်ပထမဆုံးစာကြောင်းဒီ author ကအဓိကပြောခြင်းတဲ့အကြောင်းအရာပဲပေါ့နော်ကျွန်တော်စာပိုင်းတစ်ပိုက်ရှိတဲ့မိကုံးလေးတစ်ခုရှိတယ်ကျွန်တော်စာပိုက်ပထမပိုက်ကိုအရင်ဆုံးဖတ်မယ်ဖတ်တဲ့အခါမှာဘယ်လိုဖတ်မလဲဆိုတော့ကျွန်တော် guideline ပေးသွားမယ်ပေါ့နော်ကျွန်တော်နောက်ကနေလိုက်ပြီးတော့မှမဖတ်ပေးဘူးဒုတိယစာပိုက်မှာကျွန်တော်နောက်ကနေလိုက်ခဲ့မယ်ပထမစာပိုက်ကိုကိုယ့်အကိုနားလည်အောင်ဖတ်ပါဟုတ်ပြီဒါဆိုဒီစာပိုက်မှာ main idea ကပထမဆုံးစာကြောင်းပဲပေါ့နော်အမျိုးသမီးတယောက်ကသူ့ရဲ့အမျိုးသားကိုနားထောင်ရတယ်ဒါက first paragraph ရဲ့ main idea ပဲရှိသေးတယ်ပေါ့နော်ပေးထားတဲ့ passage ကြီးတစ်ခုလုံး paragraph နှစ်ခုလုံးခြုံပြီးတော့ပြောထားတဲ့ main idea မဟုတ်ဘူးပေါ့နော်ဒါကြောင့်မလို့ passage တစ်ခုရဲ့ paragraph တစ်ခုမှာလည်းကိုယ်ပိုင် main idea တွေရှိရဲဆိုတော့ခေါင်းထဲမှာမှတ်ရမယ်အမျိုးသမီးတွေကအမျိုးသားတွေကိုပို့ပေးရတယ်ဒါကိုနားလည်အောင်ကိုယ့်ရဲ့ခေါင်းထဲမှာအလွယ်ဆုံးနည်းနဲ့မှတ်လိုက်တာပေါ့နော်ကဲအဲ့ဆိုရင်အောက်မှာပြောထားတဲ့စာကြောင်းတွေငါတို့ခဏဖတ်သွားတဲ့စာကြောင်းတွေအပေါ်အစာကြောင်းကိုပံ့ပိုးပေးထားတဲ့ supporting details တွေပေါ့နော်ကျွန်တော် main idea ကိုဒီဘက်မှာ cap ပြီးတော့မှရေးပေးထားပါတယ်အမျိုးသမီးတွေကအမျိုးသားတွေကိုပို့ပေးရတယ်ဒါဆိုရင်ကျွန်တော်ပြန်ပြီးတော့မှနားလည်အောင်ရှင်းပြပေးပါအောင်မယ် A woman's domain was a home although when necessary widows operated businesses ဒီနေရာမှာဆိုရင်အမျိုးသမီးတယောက်ရဲ့ domain ဆိုတာနယ်ပယ်ပေါ့နော်သူအဓိကရှိရမယ့်နယ်ပယ်ကသူ့ရဲ့အိမ်ဒါပေမဲ့လိုအပ်လာတဲ့အခါကျလို့ရှိရင် widows တွေကတော့ businesses တွေလုပ်ကြပါတယ်တဲ့အဲ့မှာဆိုကြပါစို့ widows ဆိုတာဘာလဲငါတော့မသိဘူးပေါ့နော်ဘယ်လိုပဲနားလည်ထားလဲသို့တော့သူတို့တွေကတော့ချွင်းချက်အနေနဲ့ပေါ့နော်ဒါပေမဲ့ widows တွေကတော့ business လုပ်ကြတယ်ဒီလိုနားလည်ဖတ်လို့ရတယ်ပေါ့နော်ဥပမာပထမစာကြောင်းမှာ obliged to ဆိုတဲ့စကားလုံးနားမလဲဘူးဆိုရင်သူ့ကိုကြော်ချထားခဲ့ပြီးတော့မှ obey ဆိုတာပဲနားလည်ရတယ်ပေါ့နော် a woman was to obey her husband သူရဲ့အမျိုးသားကိုနားထောင်ရတယ် women were barred from the profession and from public life အဲ့တော့ women တွေက professions တွေ public life တွေနဲ့သူတို့နဲ့သက်ဆိုင်မှုမရှိဘူးသူတို့နဲ့မပတ်သက်ဘူးပေါ့နော် They could not serve in government or hold religious office သူတို့ရဲ့နေရာ government မှာလည်းမရှိဘူး religious office တွေမှာလည်းသူတို့နေရာမရဘူးအဓိကပြောချင်တာကအမျိုးသမီးတွေအမျိုးသားတွေကိုပေးရတယ်အောက်က information တွေနဲ့ပေါင်းပြီးတော့မှကျွန်တော်ရဲ့ main idea ကိုပြည့်စုံသွားအောင်ပြင်ရအောင် 20th century အမျိုးသမီးတွေကအရာရာမှာနေရာမရဘူးဒါပထမ paragraph ကပြောတဲ့အဓိကပြောချင်တဲ့အကြောင်းအရာပေါ့နော်ဒါကြောင့်မလို့ main idea ကိုဖြည့်ဆွတ်ရေးသားဖို့လည်းလိုပါတယ်ဒုတိယစာပိုက်ကိုသွားရအောင် Colonial America provided two famous exceptions to this rule ဒါပေမဲ့ချင်းချက်နှစ်ယောက်တော့ရှိပါတယ်တဲ့ Anne Hutchinson နဲ့ Anne Bradstreet ဒီမှာကျွန်တော်က NH နဲ့ NB လို့ပဲမှတ်လိုက်မယ်ပေါ့နော်တချို့နာမည်တွေအမှတ်ရတာအရင်ခက်တဲ့ဟာမျိုးရှိမယ်ကိုယ့်အတွက်လွယ်ကူနိုင်တဲ့နာမည်လေးတွေနဲ့သူတို့ကိုတွဲပြီးတော့မှမှတ်ပေးပါဒါပေမဲ့ငါတို့နှစ်ယောက်မပါဘူးကွာဆိုပြီးဒီစာပိုက်ကစလိုက်ပြီပေါ့နော်ဒါသူ့ရဲ့ main idea ကိုပေါ်ပြနေတဲ့စာကြောင်းပဲနောက်ထပ်စာကြောင်းကိုသွားရအောင်အဲ့မှာဆို NH
ကျွန်တော်ပြောနေတဲ့ပထမတစ်ယောက်ကတော့ဘယ်မှာနေလဲ Rhode Island became an active and controversial Protestant preacher in the 1630s and continued to preach publicly until death in 1643ဒီမှာဆိုရင် NH အကြောင်းသူစပြီးပြောလိုက်ပြီပေါ့နော်ဒီနှစ်ယောက်ကတော့ exceptions ပဲအဲ့မှာပထမတစ်ယောက်ကတော့ဒါတွေလုပ်တယ် NH ရဲ့ detail ကိုဖော်ပြထားတယ်ဒီနေရာမှာလဲ Protestant preacher ဆိုရဲအလောက်ကိုင်းကိုမသိဘူးဆိုလို့ရှင်ဒါကနေရာတင်ရာရနေတဲ့အရာထူးကြီးလူကြီးတယောက်ပဲဆိုတာနားလည်လိုက်ရင်ရတယ်ပေါ့နော်နောက်ထပ်စာကြောင်းတစ်ခုသွားပါမယ်ဒီမှာကျတော့ NB အကြောင်းသူပြောပြီးဘယ်မှာနေလဲ Massachusetts had a book of poems published in London in 1650 she is generally considered to be the first important American poet သွားပါလဲကြပြရေးစရာပေါ့ဒါဆိုကျွန်တော်မှာ main idea 1နဲ့ main idea 2ပထမ first paragraph ရဲ့ main idea ဒုတိယ paragraph ရဲ့ main idea ဆိုပြီးရလိုက်ပြီပေါ့နော်ဒါပေမဲ့အဲ့ဒီ main idea လေးတွေကတည်တံ့ paragraph လေးရဲ့ main idea လေးပဲရှိသေးတယ်သူတို့နှစ်ခုပေါင်းစည်းသွားတဲ့အခါကျတော့မှဒီပေးထားတဲ့စာပိုက်နှစ်ခုလုံးကိုပေါင်းထားတဲ့ passage လို့ခေါ်တဲ့စာပိုက်ကြီးရဲ့ main idea ရမှာပေါ့နော်ဒါကြောင့်မလို့အဲ့ဒီ main idea ကိုဒီနှစ်ခုပေါင်းပြီး comment ကြည့်ပေးပါဗီဒီယိုခဏ pause ပါအဲ့တော့ဒီနှစ်ခုပေါင်းလိုက်ရင်ရလာတဲ့ result ကစံပြည့်စံကျွေအမျိုးသမီးတွေအရာရာမှာနေရာများခဲ့ကြဘူးတိုးတော်ဒီအမျိုးသမီးနှစ်ဦးကတော့ချွင်းချက်ပေါ့အဲ့တော့ဒါသူ့ရဲ့ main idea ပဲပေါ့နော် okay ကိုလေးတစ်ခုရှိတယ်ကျွန်တော်စပင်ကိုခိုင်းလို့ဝင်ချမ်းထားတယ် what is the main idea of this passage ဒါဆိုကျွန်တော်တို့ ABCD ကို analyze လုပ်သွားမယ်ပေါ့နော်ကျွန်တော်မှာ main idea လည်းရခဲ့ပြီအဲ့တော့ analyze လုပ်နိုင်ဖို့အတွက်ကျွန်တော်စာပိုက်ကြီးကိုလည်းသိချကြည့်ခဲ့ပြီးဖြစ်တဲ့အတွက်ကျွန်တော်ရဲ့စာပိုက်ကိုဖယ်လိုက်တော့မယ် option A ကိုကြည့်ပါ during colonial times in America women were barred from public life ဒါဆို option A က main idea 1ကိုပဲပြောထားရပေါ့နော်နောက်ထပ်ဒီငါတို့နှစ်ယောက်မပါဘူးကွာဆိုရဲအကြောင်းအရာဒီ option A မှာမပါဘူးဖြစ်နေတယ်ဒါဆို option A ကအဖြေမှန်မဟုတ်ဘူးပေါ့နော် B during the colonial times in America women had to obey her husbands ဒါလည်းခုနကလိုပဲ obey her husband ဆိုတဲ့အကြောင်းအရာက paragraph 1မှာပဲပါတယ်ဒါဆိုတစ်ခုလုံးရဲ့ main idea မဟုတ်ဘူးပေါ့နော် paragraph 1ကိုပဲပြောထားတဲ့ main idea ဖြစ်နေတယ်ဒါဆို B ကလည်းမှားပါတယ် C Two women obtained public recognition in male-dominated colonial America. ဒါကိုသုံးသပ်ပါ D. All legal and public affairs were under the control of men in colonial America. အဲ့ဆိုရင် C နဲ့ D မှာ C ကိုခဏထားပြီး D ကိုကြည့်အောင်ပေါ့နော် D မှာကျတော့ legal နဲ့ public affairs တွေကအမျိုးသားတွေလက်ထဲမှာပဲရှိတယ်ဆိုလိုတာအမျိုးသမီးတွေနေရာမရဘူးပေါ့နော်အဲ့ဒီအကြောင်းအရာကလည်းပထမ paragraph မှာပဲပြောထားတယ်ဒုတိယ paragraph ကို cover မဖြစ်ဘူးပေါ့နော်ဒါကြောင့်မလို့ D ကလည်း not the correct answer ဆို C ဘာကြောင့်မှန်တာလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့မှရှင်းရှင်းလင်းလင်းပြန်အောင်ပြောပြမယ် two women အမျိုးသမီးနှစ်ဦးဒါဆိုရင် main idea 2ကိုလည်းကျွန်တော်ဖော်ပြတဲ့အစားကြောင့် right နောက်တစ်ခုက male dominated colonial America ဆိုတာ colonial America မှာ male dominated ဖြစ်နေတယ်ဆိုတာအမျိုးသားတွေကပဲနေရာယူထားတယ်အမျိုးသမီးတွေနေရာမရဘူးအဲ့ဒီအကြောင်းအရာက main idea 1 paragraph 1 check အဲ့တော့နှစ်ခုစလုံးပါနေတယ်နှစ်ခုစလုံး cover ဖြစ်တဲ့အတွက်ကြောင့်လို့ C ရအဖြေမှန်ဖြစ်တယ်ပေါ့နော်အဲ့မှာကြည့်ပေးပါ male dominated colonial America ဆိုပြီးတော့ passage ထဲမှာတိုက်ရိုက်ကြီးပြောမထားဘူးပေါ့နော်အဲ့တော့ paragraph ထဲမှာပြောထားတဲ့စကားလုံးတွေနဲ့ option ကပြောထားတဲ့စကားလုံးတွေမတူဘူး option ကတချို့နေရာမှာ paraphrase လုပ်တဲ့အခါကျလို့ရှိရင်ကြစ်လစ် paraphrase လုပ်လိုက်တော့နည်းနည်းနားလည်ရခက်သွားတာမျိုးတွေရှိကောင်းရှိနိုင်တယ် vocabulary တခုမသိတာနဲ့လည်းနားလည်ရခက်သွားနိုင်တာမျိုးတွေရှိတယ်ပေါ့နော်နော်တချို့စာကြောင်းတွေနားမလဲအဆင်ပြေတယ်အဲ့စာကြောင်းတွေဘေးမှာရှိတဲ့ပုံချင်းမှာရှိတဲ့စကားလုံးလေးကိုဖတ်ကြည့်လိုက်လို့ကွာနားလဲဆိုလို့ရှိရင်သူတို့စကားလုံးလေးတွေကဒီစာမျက်မှာဗာပြောနေရလဲဆိုတော့အရင်ဘွက်တွေကိုရနိုင်တယ်ပေါ့နော်